လောကမှာမတန်လို့ရှိရင်ကျက်တည်ရှိသူနဲ့ကျက်တည်ကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေစက်မဆုံဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ခုခေတ်လူတွေရေစက်လို့ပြောကြတယ်နော်ရေစက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေစက်ဆုံလို့မရဘူးတဲ့ဘုံကံညတာအကွာနေလို့ရှိရင်ရေစက်မဆုံဘူးအဲ့ဒါကိုသေနကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေစက်မဆုံးဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေစက်မဆုံးဘူးဆိုတာကိုပြောတော့သေနကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးလို့ပြောမရှိနိုင်ဘူးပေါ့မိဘပေးစားရဲ့တန်းနဲ့ဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့အသက်ခံမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘုရင်ကြီးကတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုမဟောဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးကဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုံကံချင်းမတူရင်ရေစက်မဆုံဘူးဆိုတာဖြစ်နိုင်သလားဆိုအဲ့ဒါဘုရင်ကြီးမေးတဲ့မေးခွန်းကဘာလို့ဆိုအဋ္ဌိတိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတဏ္ဍအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူးတတ္တဟာတိမောဒတာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုတ်လဲချောတယ်နော်ကိုချင်းတရားလဲဓမ္မတတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပ္ပခောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးပါတဲ့အမျိုးသမီးကိုစိတ်ဝင်စားဖို့တဲ့ဒါဖြည့်စက်မဆုံးဘူးလို့ပြောမှာပမာလို့နော်ဖြည့်စက်မဆုံးနိုင်ဘူးတဲ့တိရိစကာလကဏိစနာသမေတိကုရသနာလောကမှာတဲ့ဂုံချက်တွေရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံချက်တွေရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးဒါလူတဘာဝပါပဲဘုရားလောင်းကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီဟာအသက်ချမ်းသာရသွားတယ်ကျေးဇူးတင်တဲ့မဟောဒရာကိုအနိုးဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားတယ်အဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာဘုရင်ကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မဟောဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတဦးဆုံးရှုံးသွားနိုင်တယ်သေနကအလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူသေတံပေးပြီးမှာမဟုတ်